စီဟာမြို့ပေါ်ကိုရောက်ရှိလာတာကနေစပါတယ်။ဝိုးလှပလိုက်တဲ့မြို့လေးပါလားဆိုပြီး MC တယောက်စိတ်လှုပ်ရှားစရာတိုတိုလေးရေရွက်နေပြီးအရှိကိုရောက်လာပါတယ်။ MC တယောက်ဒါကငါတို့ရှေးမျိုးဆက်တွေနေထိုင်ခဲ့တဲ့မြို့လေးပေါ့လေ။ဆိုနေပေမဲ့နောက်တော့စိတ်ပြက်စရာလူအုပ်ကြီးကိုကြည့်ပြီးဟာရှုပ်ရှက်ခတ်နေတာပဲ။အဲ့လိုလူအုပ်ထဲမနှဲသွားလာနေရတယ်။ဒီခေတ်မှာဘာလို့လမ်းညွန်ဆိုင်းဘုတ်တွေမရှိရတာလဲဆိုကစိတ်ပြက်နေချင်းလူငယ်တယောက်နဲ့တူပြီးတခင်လေးဘာများကူညူရမလဲမေးလိုက်ချင်း MC ကကိုကာကွယ်ပေးမဲ့လူတွေငှားလို့ရနိုင်မဲ့နေရာများရှိမလားဆိုပြီးခေါင်းလေးကုံရင်မေးလိုက်တယ်လူငယ်လေးကလည်းစဉ်းစားနေရင်အဟာဆိုကအိုးတိပြီ MC ကလည်းသူငါစကားနားလေသွားပုံပဲတွင်လူငယ်လေးကတခင်လေးကတာမန်တတ်တော်ဆောင်ရှာနေပုံမရဘူးဒီလိုလုပ်ပါလားအရေးတတ်တော်ဆောင်ဆိုရင်ကျွန်တော်တိထားတဲ့နေရာတစ်ခုတော့ရှိတယ် MC ကလည်းဟဲဆိုပါတော့ဆိုကရှက်နေလူငယ်လေးကဒါဆိုရင်ဒီနားမှာသူတို့ဌာနခွဲတစ်ခုရှိတယ်ဆိုကမြေပုံမှာဆွဲပြလိုက်တော့ what the fuck ယခုခေတ် GPS ထက်မနှိမ့်တဲ့မြေပုံစာရွက်တစ်ခုရလာခဲ့ပါလေရှေ့ဆက်လိုက်ရင် MC တယောက်ဒီလောက်ရှာရခတ်တာလာတဲ့လူရောရှိရဲ့ဆိုကစောက်ကျွန်းနေအုံနောက်ကြီးနဲ့ဒါနဲ့တော့ရှာရခတ်နေ GPS တာတပ်ပေးလိုက်တဲ့ sorry ပါစတာနော်ဒီလိုနဲ့ MC တယောက်အရေးတတော်ဆောင်ဌာနခွဲရှေ့ရောက်လာခဲ့ပါတယ်ဟူးလူရှိလားဗျာခေါ်နေကရစ်ဆိုပြီးတကားဖွင့်တဲ့နဲ့အတူဟုတ်ကဲ့ MC ကအဖွားကြီးကိုကျွန်တော်အရေးတတ်တော်ဆောင်လာရှာတာပါလို့ပြောတော့ဘွားတော်ကြီးကဘူကင်ရှိလားလေ MC ကလည်းမရှိပါဘူးဆိုပြီးစိတ်ထဲမှာတော့အရင်ဘွားက member card ပါလားဆိုတော့အမကြီးနဲ့ဗာများဒေါဆက်နေတယ်လဲဆိုပြီးအဖွားကိုအမျိုးပါဇက်ပေးလိုက်သေးတယ်အဲ့ဒီလိုနဲ့အဖွားကြီးကလူအုပ်ကြီးခေါ်လာပြီးကြိုက်တာယူဆိုတော့MC တယောက် surprise ဖြစ်သွားတာပေါ့သူ့စိတ်ထဲမှာတော့လူကိုဟင်းရွက်ကစွန်းရွက်ဝယ်တယ်လို့များထင်နေသလားဆိုပြီးကြိမ်ဆဲမိနေသေးတယ်တဲ့ MC တစ်ချက်စဉ်းစားနေရင်တွေးလိုက်မိတယ်အရင်ခေတ်ကငွေစ1000ဆိုတာမနှဲမနှောပဲပေါ့ဆိုနေပေမဲ့ MC ဆိုတဲ့အတိုင်းဟီဒီကစောက်ချောကြီးကိုဘယ်သူများမှတ်နေလဲဆိုကလူရုံမှာအပြုံးကြီးနဲ့ပြုံးနေလေရောတဲ့ဒီကလူယုံမှာအပြုံးမျိုးနဲ့ပြုံးပြီးချစ်ကုတ်တစ်ခုကိုခေါ်လိုက်တာငွေတွေအမြောက်ဝင်လာလို့ပျော်လွန်းလို့ပေါ့အခက်ခဲတိုင်းကိုချစ်ကုတ်နဲ့ဖြည့်ရှင်းလို့ရမယ်လို့ထင်နေတော့မှပဲစာအုပ်ထဲမှာချစ်ကုတ်ဘလို့သုံးရမလဲမရေးထားတာကိုသတိရသွားပြီးဝမ်းနဲ့စိတ်ပြတ်သွားရပြန်ရောအဲ့ဒီချိန်မှာဘွားတော်ကြီးကတခင်လေးဒီတယောက်ကလို့ပြောလာတာနဲ့ MC ကပတ်စံကိုဘလို့သုံးရမှန်းမသိခင်လက်နဲ့အပြည့်အစုံနဲ့တတ်တော်ဆောင်ဒီကိုအရင်ကြည့်မယ်ဆိုပြီးတကားဖွင့်လိုက်တာတွေ့လိုက်ရတဲ့